Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပုံမြင်တဲ့တစ်ပုဒ်ကိုဖတ်ပြပေးခြင်းပါတယ်ဒါကတော့ elementary level ဟာတာပုံမြင်တဲ့တစ်ပုဒ်ပါ Nasruddin had an old shed. It had no window. It was very dark and it was full of old things. Nasruddin မှာဘာလို့ဒီဟိုပေါ့ပစ္စည်းဟောင်းတွေတူတဲ့တူလောင်တဲ့ဒီမှာကွာဟိုလေသုံးပစ္စည်းတွေတူလောင်တဲ့ရုံဟောင်းကြီးတစ်ခုရှိတယ်ဗရင်မောက်မရှိဘူးပြီးတော့အရန်လဲမှောင်တယ်အဲ့ထဲမှာပစ္စည်းဟောင်းတွေကြီးပဲပြည့်နေတာ One day Nasruddin went into this shed to get a letter တနေ့ကျတော့ Nasruddin ကဒီတူလောင်ရုံထဲကိုဝင်ပြီးတော့သူကလှေကားဝင်ယူတယ် But slipped on something and fell against a big garden fork တကူကိုနင်းမိပြီးတော့သူကချော်လဲသွားပြီးတော့ဒီဥယျာဉ်သုံးဒီဟောပေါ့ခရင်ကွာကြီးကိုဝင်တိုက်မိတယ် The fork hit him on the head and knocked him down အဲ့ခရင်ကွာကြီးကသူ့ကိုရိုက်မိတယ်လို့ဖြစ်သွားပြီးတော့မြေကြီးပေါ်လဲသွားတယ်ဗော Then it fell on top of him and hit him head on the left ledge ပြီးတော့အဲ့ဒီဟာကပြုတ်ကျပြီးတော့သူ့ရဲ့ဘယ်ဘက်ချက်တော့ကိုလည်းတော်တော်ပြင်းပြင်းထန်ထန်ထိသွားတယ် The ends of the fork then went into his long beard အဲ့ဒီခရင်ကွာရဲ့အဆုံးကလည်းသူ့ရဲ့ဒီမုတ်စိတ်ရှိရှိကြီးတွေကိုဝင်နေတာပေါ့ He fought with the fork fiercely and at last threw it off him မသူကကြောက်သွားလာနဲ့အဲ့ဒီခရင်ကွာကြီးနဲ့နော်ဟို fought တယ်သူချတာပေါ့နော်ချရန်ဖြစ်တယ်လို့ချတာရုံးကန်ပြီးတော့ပြီးလဲပြီးတော့နောက်ဆုံးသူ့ရည်သူ့ကိုဘွားနဲ့ဇွဲယူပြီးလွတ်ပလိုက်တယ် Jump up and ran out of the shed ခုံထပြီးတော့သူအဲ့ကုံလောင်ယုံလေးရနဲ့ပြန်ထွက်သွား He was very angry. He had an old sword under his bed and now ran and got this. တော်တော်စိတ်ဆိုးသွားတာသူ့မှာဒီဓာတ်ရှိတလက်ရှိနော်အဟောင်းပေါ့နော်အဲ့ဒါသူအဲ့ရနာမှာထားတာအဲ့ဒါကိုပြေးယူပြီးတော့ပြန်ရောက်လာ Then he ran back to the shed. ပြီးတော့ဒီကုံလောင်ယုံလေးကိုပြန်ရောက်လာတယ် Open the door suddenly and shout in a terrible voice. ပြီးတော့သူအတန်ဆိုးကြီးနဲ့ထသွား All right, come on and fight. You and all the other fort in the war. I'm not afraid of you. ဟုတ်ပြီဟိအောင်နေမင်းအကုန်ထွက်ခဲ့စမ်းမင်းနေမကဘူးတကဘာလုံးမှရှိတဲ့ခရင်ခွာတွေအကုန်လုံးငါမကြောက်ဘူးကွာ Thank you for your listening မှာ